မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့စစ်တီတအူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ကခလာရ30ကစစ်တီတအူပါကျွန်တော်တို့တက်မှာစစ်တောင်းခိတ်ကဂိတ်ကြီးကောက်ခံပြီးတရားမဝင်ရရှိလာတဲ့ငွေတွေကိုတရေးဖို့ကြီးနိုင်လင်းထွန်းနဲ့တက်ထောက်ဖို့ကြီးစင်ဖို့တို့ကတရင်မူဒုတိယဗိုလ်မှူးကြီးနောင်ထံကိုတပတ်လျင်300နှုန်းတက်နယ်ရုံးကို380နှုန်းကောက်ခံပေးနေပါတယ်ဂိမ်းမှာတာဝန်ကျနေတဲ့စစ်တီတွေကိုလည်းမင်းတို့တွေရသမျှအကုန်ကောက်ပြီးတရင်မှုအတွက်ပေးရတာနားလေလား။အော်ငေါက်ပြီးစစ်တီတွေကိုလူမဆန်စွာအရက်သားတွေရှေ့မှာအော်ဟစ်ဆူပူနေပါတယ်။ဂိတ်ကလိုင်စင်မဲ့ကားတွေနဲ့မြောက်ရီမျိုးကကြားဖြန့်လောက်ကင်နေတဲ့တရုတ်တွေပါမကြမ်းအကုန်ကောက်ပါတယ်။တရုတ်တအူးကို10သိန်းထိတောင်းခံနေကြောင်းလည်းတွေ့ရပါတယ်။ရသမျှပတ်စံတွေကိုကိုကျိုးအတွက်သုံးနေကြတဲ့အပြင်တရင်မှာရှိတဲ့ခွင့်မဲ့စစ်တီတွေရဲ့လာစာတွေကိုလည်းသုံးနေကြပါတယ်။ဂိတ်ကိုထားရဖို့အတွက်တက်နယ်ရုံးကိုကားတော်အမြဲပြုနေရပါတယ်။တရေးဘိုကြီးနဲ့တက်ထောက်ဘိုကြီးတို့ဟာတရင်မှုအတွက်ပတ်စံချပေးနေရတယ်ဆိုပြီးတက်မှာထင်ရဆိုင်မောင်းမှနေသလိုအခြားစစ်တီတွေရဲ့မိသားစုတွေကိုလည်းနိုင်ထက်စီးနေဆက်ဆံနေကြပါတယ်လို့ရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တိတ်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message ဖောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။